အားလုံးမင်္ဂလာပါနော်ဒီနေ့လည်းမင်းပန်းကျဲလေးတစ်စင်ပြပေးမယ်ပန်းကျဲကိုမှဒီဒူနာအစင်လေးပေါ့နော်အဲ့ဒါလေးပြပေးမယ်အရင်ဆုံးရှင်းထားပေးပါဦးနော်လေးကလက်ဆောင်ပါရှင်းထားပေးပါအောင်ရှင်ဒီအသားလေးထည့်ရပဲနော်ဒီလိုအသားလေးပါပဲဒီတစ်ခါသူတို့ထိုးချက်လေးရတယ်နဲ့ထူပါတယ်ထူတော့နည်းနည်းလေးတောင်းနေထင်ရတယ်နော်ရေစိမ်ပြီးမှချုပ်ပါရှင့်လျှော်ပြီးမှချုပ်ပါဒီလိုအသားလေးပါဒါလေးကဒူနာလေးပေါ်ပိုင်းလေးကဒီလိုလေးပါနော်တကိုက်တမဲ့နာပါပဲတကိုက်ကိုဒီတစ်ခါ19000ပါ1000ပါလေနော်ဒါလေးကြိုက်ရင်ရောဝါလေးပါ screenshot နဲ့စီးပြလာပြီနော်တကိုက်တမဲ့အနံပါရှင့်ဒူနာအစင်လေးပါဒါလေးကကြံရီစိမ့်လေး screenshot နဲ့ပဲလာပြီနော်ကြံရီစိမ့်မှာပန်းကျဲကိုမှဒူနာအစင်လေးဒါမြင်ဝတ်တဲ့စင်ဆွဲလေးပါစင်ဆွဲပါနော်ကဲကို19000ပါရှင့်ဒါပန်းခင်းလေးပန်းမရင်လေးနော်ခရစ်ရှန်နဲ့လာပေးပါဒါတွေကအညူလေးညူပါရှင့်ချောကလက်ညူလေးနော်ဒါကငပိအောင်လေးညီငပိလေးညီငပိပါဒါကခဲရောင်လေးပါနော်လိမ္မော်ရောင်လေးလည်းပါမယ်လိမ္မော်လားဒါအုံညီခဲရောင်လေးနော်အုံညီခဲလေးပါ screenshot နဲ့လာပြီနော်မိတ်ကပ်ရောင်လေးလည်းပါမယ်ချစ်စရာလေးမိတ်ကပ်ရောင်လေးပါဒါလေးကကြတော့လိမ္မော်အဖြော့လေးလိမ္မော်ကနည်းနည်းဖြော့နော်လိမ္မော်ဖြော့ပါငါခါပြလေးငါခါပြပါဒါလေးကမုတ်ပြလေး screenshot နဲ့လာပြီနော်အားလုံးစက်နေအောင်ပါပဲတကိုက်တမဲ့အနံနေပါတကိုက်ကို19000ပါရှင့်ကျေးဇူးပါ